gym စားဆော့တော့သူများတွေ free workout တွေ meal prep တွေလို့ပြောရင်တအားချုပ်တယ်လို့ပဲထင်ခဲ့ရဒီအသွေးကြောင့်ငါ live မလုပ်နိုင်ပါဘူးဆိုပြီးတော့ကြုံလာစားပြီးတော့ gym ဆော့တာ performance ကအဆင်ပြေလိုက်မပြေလိုက်နဲ့တရက်နဲ့တရက်ပုံမှန်မရှိဘူးအောက်ပိုင်းထိုင်ရတဲ့နေ့ဆိုရင်တော့အဆိုးဆုံးပဲအဲ့တုန်းကတော့အပေါ်ရန်ကြည့်ပြီးတော့မချိန်မဲနဲ့မိနစ်နည်းနည်းလောက်ပေးပြီးဒါတွေကိုလေ့လာခဲ့လိုက်ရင်အခုလိုမျိုး performance ကပုံမှန်ကောင်းခဲ့မှာကိုစားခြင်းတဲ့ဟာတွေကိုလည်း plan နဲ့ထည့်လို့ရတယ် free workout နဲ့ post workout နှစ်ခုလုံး6ရက်စာပြင်တာကလည်း30မိနစ်ပဲကြာတယ် free workout ရဲ့ရည်ရွယ်ချက်ကအာဟာရတွေအစုံပြေဖို့ healthy fat တွေ fiber တွေပြေဖို့မဟုတ်ဘူးနံပါတ်1က carbohydrate စားပြီးတော့ liver glycogen ကိုဖြည့်ဖို့ muscle glycogen ကကြတော့အရင်ရက်ကစားပြီးရည်နဲ့ဖြည့်ပြီးလား gym ဆော့တာကလည်းအဲ့လောက်ထိ glycogen မသုံးရဘူးအဲ့တော့နည်းနည်းလေးလိုနေတဲ့ liver glycogen ကိုအပြည့်ဖြည့်ရတဲ့ဘောပဲအထူးသဖြင့်ကိုကအစီချအစားချော့နေတဲ့သူဆိုရင်ပိုအရေးကြီးတယ်နံပါတ်2ကကြတော့ဘိုက်ကြံမာရေးအဆင်ပြေအောင်ဒါကြောင့် free workout မီကိုနေတိုင်းတူတူပဲစားဖြစ်တယ် chicken and rice စားနေကြဆိုတော့ကောင်းကောင်းအစာချီနိုင်မယ်ဆိုတာကိုသိရအစားတော့ကကောင်းတယ်ဆိုရင်တော့မှတခါလေကြတော့စားနေကြမဟုတ်တဲ့အစ်စ်ဆိုရင်အစာမချီနိုင်တာရှိရကိုစားရတာကြိုက်တဲ့ဟာအစာတေချာပေါက်ချီနိုင်တဲ့ဟာကိုရွေးပြီးတော့ပုံမှန်စားဖို့ပဲအကြံပေးရတကယ်လို့အပြောင်းအလဲတွေထည့်ချင်တယ်ဆိုရင်လည်းနားတဲ့ရက်မှာအရင်စမ်းကြည့်မဟုတ်ရင်လည်းအပေါ်ပိုင်းဆော့တဲ့ရက်မှာစမ်းကြည့်အောက်ပိုင်းထိုင်တဲ့ရက်မှာတော့ဘယ်တော့မှမစမ်းနဲ့ဒီမှာဆိုရင် carbs အတွက်ကထမင်းနဲ့ငပြောဒီအတီးကနေရတဲ့ fructose နဲ့ glucose ကလမ်းကြောင်းမတူတော့ carbohydrate နှမျိုးယူရတဲ့ပေါ်ဖြစ်တယ်ဒီလိုမျိုးအတီးတစ်ခုနဲ့တွဲစားတာပိုကောင်းတယ်နောက်တစ်ခုကကြက်သား lean protein source အစာချေရတာလည်းအဆင်ပြေတယ်နောက်ထပ် pre workout အတွက်အရေးကြီးတဲ့စီကံချက်က electrolyte ဓာတ်စားဓာတ်အထူးသဖြင့် sodium နဲ့ potassium အတီးကကြတော့ခုနက fructose အတွက်ပဲမဟုတ်ဘူး potassium အတွက်လည်းအရင်ကောင်းတယ်ငပြောဒီတွေသခွားမွေးတွေစားလို့ရတယ် sodium အတွက်ကစား teaspoon 4ပုံပုံစာထည့်လို့ရတယ်လူတွေကစားရမကောင်းအငန်တက်ကမျက်နှာကိုဖောစီရလို့ထင်နေကြတာတော့ရှိတယ်တကယ်က sodium မကောင်းတာမဟုတ်ဘူး sodium ကအရေးကြီးတယ်အထူးသဖြင့် training လုပ်နေတဲ့သူဆိုရင်ပိုပြီးတော့လိုတယ်ကိုက junk food တွေအရင်မစားဘူးတာမန်ထမင်းဟင်းပဲစားရဲဆိုရင် sodium စိတ်ပူစရာမရှိဘူးတမင်လျှော့စရာမလိုဘူးတမင်လျှော့တာမှဆိုးကျိုးရှိတာမနက်ပိုင်းစောမဲ့သူဆိုရင်ပိုတော့အရေးကြီးတယ် pre workout ကတော့ဒီလောက်ပဲစီကံချက်3ခု carbohydrate ဘိုက်အခြေအနေကောင်းရမယ် electrolyte ပြရမယ်နောက်ဆုံးက coffee caffeine က gym performance ချက်ချင်းသက်စေမဲ့အကောင်းဆုံး supplement တစ်ခုတွေမှာပါတယ်တချို့ကတော့ genetic အရာ coffee တောက်ရင်နေလို့အဆင်မပြေတာရှိတယ်အများစုတော့ကတော့အဆင်ပြေရင်တေချာပေါက် recommend ပေးရ recommendation တွေကတော့ body weight တစ် kg ကို3 mg ဝန်းကျင်တောက်ပေးရကောင်းတယ် milligram တွေနဲ့ကရှုပ်တယ်ဆိုတော့ black coffee powder ကို teaspoon ပမာဏနဲ့ပြပေးထားမယ်ပြီးသွားပြီဆိုတော့ pre workout ကိုစားမယ် coffee ကတော့ပြီးမှတောက်ဖြစ်တယ်အဲ့တော့စားပြီးပြီဆိုရင် client check in နည်းနည်းလုပ်ရင်လည်း coffee တောက်မယ်အစာကြေးပြီဆိုရင် gym သွားဆော့မယ်ဒီနေ့က upper day If someone wants to run away from here, where do they go? Son, you already know. If there's a place to run to, then I won't fight. I'll go to a place beyond the king's reach and build a land of peace. But I'll do it my way. post workout ကတော့ပို့ပြီးတော့လွယ်တယ်အရင်ကြီးပမာဏထိန်းစားတာတွေအစာမကြီးမှာကြောက်စရာတွေမလိုတော့ဘူးစော့ပြီးချင်း anabolic window အတွက်ဆိုပြီးတော့ protein တွေလည်းတန်းစားရမလို့တာမန်တိုင်းပဲစားလို့ရတယ်ကိုစားခြင်းတဲ့ပုံစံတာမန်မဲဆိုပေမဲ့ဒီမှာက fiber တွေ fat တွေကိုအရင်အလွန်ကြုံမလုပ်တာတော့ပိုကောင်းတယ်အတင်းပမာဏကောင်းတော့ထည့်စားလို့ရတယ် gym စော့ပြီးချင်းကြတော့ digestion ကအရင်ကောင်းမှာမဟုတ်ဘူးအခါတလေကြတော့လည်းဒီတိုင်းပဲနှွေးစားလိုက်တာအခါတလေကြတော့ဒီလိုမျိုးအမြန်လုပ်လို့ရတဲ့သမင်းကြောပုံစံလုပ်ဖြစ်တယ်စီးနေနဲ့ mix vegetable ထည့်ကျုပ်စလုံးထည့်ပြီးရင် meal prep ထားတဲ့ပူထည့်9မိနစ်လောက်ပဲချိန်ပေးရတာပြီးရင်အသီးပကံတစ်ခုပါမယ် kiwi ပါမယ် blueberries ပါမယ်အပေါ်မှာပြားရည်နဲ့ဆန်းလာတယ် carbohydrate လည်းရပြီ protein လည်းရပြီ electrolytes လည်းပြည့်သွားပြီ healthy fat fiber တွေလည်းပါလာပြီကျန်တဲ့ micronutrients တွေ healthy fat fiber တွေတော့နေ့ရက်နောက်ပိုင်းမှာအဓိကစားဖြစ်တယ်ဒါဆိုရင်အခု pre နဲ့ post workout meal အစားအသောက်ရွေးတက်သွားပြီအရင်ဆုံးပါလို့ chicken and rice ဘူးစီပဲပြင်ထားရလဲဆိုတော့ pre workout အတွက်တကူ post workout အတွက်သမင်းကြောတကူလောက်လိုက်ရင်ကြတော့12ဘူးလောက်ဖြစ်နေပါကြီးတဲ့လူတွေကလည်းအရန်ရှုပ်တယ်ဆိုပြီးတော့လိုက်လို့ကြမှာမဟုတ်တော့အဲ့တော့ကိုက meal prep လုပ်ဖို့စဉ်းစားနေရဆိုရင်ဒီတိုင်းပဲစားလို့အရွက်တွေကလည်းမိနစ်ပိုင်းလောက်ပဲကြာတာအတီးဆိုတာကလည်း second ပိုင်းလောက်လှုပ်စားရုံပဲအသားနဲ့အဓိက carbohydrate source တခုပြင်ထားရင်အဆင်ပြေသွားပြီသမင်းနဲ့ချက်တာကတော့လူတိုင်းကြီးပါရမယ်တဲ့ gram ချိန်ပြီးတော့ခွဲတဲ့နေရာမှာရှုပ်နေကြတာဆိုတော့အဲ့အပိုင်းကိုအဓိကပြပေးမယ်အခုကတော့ cutting လုပ်နေရမဟုတ်တော့ဘူးဆိုတော့သမင်းကတော့များစားဖြစ်တယ်တရက်ကို180 gram စားမှာအဲ့တော့180ကို6နဲ့မြောက်လိုက်ရုံပဲဒါကို gram ချိန်စက်မပါဘဲနဲ့တော့လုပ်လို့ရတယ်စံတစ်ခွက်က140 gram နဲ့ညီတာအရင်ဆုံးကိုယ့်အတွက် meal plan တခုလုပ်လိုက်ဥပမာကိုကအစီချနေရတူ pre workout နဲ့ post workout နက်နက်စာအတွက်တရက်ကိုထမင်း100 gram စားမယ်ဆိုရင်ဒါကို6နဲ့မြောက်လိုက်6ရက်စာ600 gram ဆိုတော့4ခွက်စာလောက်ရှိမယ်ပြီးရင်ဆန်ကိုဆေးရယ်ဆန်ကိုချက်တယ်ထမင်းချက်နေတဲ့အချိန်မှာကြက်သားကိုချက်မယ်တရက်ကို190 gram စားမှဆိုတော့6နဲ့မြောက်လိုက်ခုနကလိုပဲအဲ့ဒါဆိုရင် gram 1000လောက်ရတယ်ဒါကိုလည်းချိန်စရာမလိုကိုစားမဲ့ပမာဏကိုတခါတည်းဈေးကနေဝယ်ခဲ့လိုက်စီဇန်ကြိုက်ကြထည့်ပြီးတော့ air fry ရှင်လည်းရတယ်ပြုတ်ရှင်လည်းရတယ်ကြော်ရှင်လည်းရတယ်အခုထမင်းကလည်း ready ဖြစ်ပြီးကြက်သားကလည်း ready ဖြစ်ပြီးနည်းနည်းလေးအေးအေးခံပြီးတော့ဘူးထဲမှာထည့်မယ်ဘူးထဲထည့်တာကလည်းလွယ်တယ်အ
တီးအကြထည့်ရမလို့6ဦးစာညီတော့မျက်စိနဲ့မှန်လို့ရတယ်အတီးအကြထည့်ခြင်းနဲ့ဆိုရင်လည်းအရင်ဆုံးအိုးတိုးလုံးကိုချိန်ကြည့်လိုက်အိုးက200 gram လောက်ရှိရဆိုတော့သမင်းဝိတ်ကြီးပဲကိုဒီလောက်ရှိမှာခုနက6ရက်စာချက်ထားတာဆိုတော့6နဲ့ပြန်စားလိုက်ဘူးထဲမှာဒီလိုမျိုး450 gram စီချိန်ပြီးတော့ထည့်လိုက်ရုံပဲ gram ချိန်တာကတအားလွယ်မချိန်ဘူးတဲ့လူတွေကလားနည်းနည်းကြောက်နေရအရင်ကကိုယ်တိုင်လည်းအဲ့လိုပါပဲ calories တွက်တယ် gram ချိန်တယ်ဒါတွေကိုကြားလိုက်ရင်နံပါတ်တွေနဲ့ရှုပ်တယ်လို့ပဲထင်တာတကယ်ကဒီလောက်ပဲဘူးကိုစက်ပေါ်မှာတင်မယ်ခလုတ်တစ်ချက်နေမယ်အစားတော့ထည့်မယ်စက်သားဆိုရင်လည်းတူတူပဲ6ရက်စာစားကြည့်ပြီးတော့တစ်ခုချင်းစီထည့်လိုက်မီဖရက်လောက်တာကတော့ဒီလောက်ပဲအရန်လွယ်ရတော့လည်းမဟုတ်ဘူးတချို့ကြတော့အခြေအနေကလည်းမတူဆိုတော့အခက်အခဲကြီးရှိမှာအဓိကပြောချင်တာကထင်တယ်လို့မရှုပ်ဘူးအများစုလိုက်လို့နိုင်တယ်တကယ်လို့အခက်အခဲရှိလို့ live မလုပ်နိုင်ဘူးဆိုရင်လည်းစိတ်ညစ်စရာမလို comment မှာရေးသွားလို့ရတယ်နောက်ဗီဒီယိုအတွက်စက်သားနဲ့ထမင်း6ရက်စာလောက်ရေခဲတက်တာထဲမှာရှိရဆိုရင်မစားဘဲနေတော့မနေဘူးမစားခြင်းတဲ့ရက်တွေဆိုရင်တော့မှစားဖို့အရန်ပို့လွယ်လိမ့်မယ်ဒါရှိလိုက်ရုံနဲ့ protein ကိုကလည်းနေတိုင်းပြည့်မယ် performance ကလည်းနေတိုင်းပုံမှန်ရှိမယ်တရက်စောလို့ကောင်းပြီးတော့နောက်တရက်အိမ်သားတွေရောက်နေရမျိုးဖြစ်တော့ရှောက်စားဖို့လည်းရာခိုင်နှုန်းပိုနေသွားပြီဒီလိုမချက်တာဘူးဆိုရင်အလုပ်ရှုပ်နေတဲ့အချိန်မှာဒါမှမဟုတ်စိတ်ရှုပ်နေတဲ့အချိန်မှာစက်သားတွေတော့ဝယ်မယ်စက်သားတွေပြင်မယ်စက်သားတွေချက်မယ်သမင်းချက်မယ်ဆိုပြီးတော့ဘယ်သူမှလုံးမှာမဟုတ်ဘူးကြုံတဲ့ဟာကိုပဲစိတ်သက်သာအောင်စားဖြစ်မှာဂျင်မစော့ခင်မှာကြုံတာ6စားပြီးတော့အစာချေရဆိုးမယ် performance ဆိုးမယ် protein ကိုလည်းမပြည့်တော့ဘူးဒါတွေအကုန်လုံးတစ်ပတ်မှာမိနစ်30တရက်နှုံနေဆိုရင် 4.5 မိနစ်လောက်အချိန်ပေးပြီးတော့မဖြစ်အောင်လုပ်လို့ရတယ်